သတင်းတစ်ခုမှာပေါ့နော်ဒီလိုပါလာတယ်ပေါ့အမနာမည်နဲ့ email ဆိုရယ်အဲ့ဒါမျိုးပဲအမသိလိုက်တာအဲ့လိုပေါ့လာပြောချတာပေါ့ဟိုအဲ့ဒါတကယ်လားအမအဲ့လိုစည်ရင်းနဲ့ပါတယ်ဆိုတာမျိုးဘယ်လိုပတ်သက်မှုရှိလဲဆိုအမရဲ့အတွေ့အကြုံဖြည့်ပေးဖို့အမမဝင်လေးဘူးဘာဖြစ်လို့လဲဆိုဒါကအမမှာဖုံးကွယ်စရာလည်းမရှိဘူးလေကိုကမကောင်းတာလုပ်ခဲ့တာလည်းမဟုတ်တဲ့အတွက်ကြောင့်သူတို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုပြောပါဆိုရင်တော့အမသိတဲ့အတိုင်းအမဖြည့်ပေးရုံပါပဲမတ်ရဆိုလို့ရှိရင်တော့အမရဲ့အဖေကသူကအဲ့လိုအင်္ဂလိပ်ဆရာပေါ့နော်သူနိုင်ငံသားကျောင်းသားတွေကိုစာသင်တာပေါ့နော်အဲ့တော့သူတို့ရဲ့အဲ့ဒီဟိုသူတို့ကလေးတွေပဲပြောရမှာပေါ့သူတို့အိမ်မှာရှိနေဆိုအမလည်းသူတို့ရဲ့ဟိုဆက်ဆံမှုတော့တေချာတော့မသိဘူးကျောင်းပိတ်ရက်ကျူရှင်တင်ရတဲ့အခါကျတော့အမလိုက်သွားအဲ့ချိန်မှာအမ modeling ရဲ့လုပ်နေတဲ့အခါကျတော့ကို့ဒါ opportunity တစ်ခုပေါ့နော်သူကလာကမ်းလှမ်းတာအဖေစာသွားတင်လိုက်လာတော့သူကတွေ့တော့မင်းကိုစိတ်ဝင်စားတယ်တဲ့မင်းပုံစံကဒီပြင်သစ်က agency တော်တော်များများမင်းပုံစံကိုကြိုက်တယ်ပေါ့နော်ဟိုနိုင်ငံခြားက agency တွေဆိုလို့ရှိရင်မင်းပုံစံအောင်ဆိုအလူရက်ခေါ်မှာတဲ့အဲ့တော့ကြောင့်ငါမင်းကိုပေါ့နော်ဘဝချင်းပေးမယ်ပေါ့အဲ့တော့အမကလည်း modeling လုပ်နေတာ model လုပ်နေတာ agency ပေါင်းများစွာနဲ့ပြီးတော့ freelance ဖြစ်တဲ့အတွက်ကြောင့်သူကအမကိုမေးဘူးတဲ့မေးစာချုပ်တွေပါချုပ်ထားတာရှိလားတဲ့စိတ်ဝင်စားလားဆိုတော့ကိုလည်းအဲ့ချိန်မှာကွာဟို L magazine တို့အဲ့လိုမျိုးပေါ့နော်ဟို Clarence တို့ဘာတို့ကအများကြီးရှိရလေအဲ့လိုမျိုးတွေသူကအပ်ပေးမယ်ဆိုတဲ့အခါကျတော့ကိုကလည်းအဲ့ချိန်မှာ model career က modeling နဲ့အဆိုကိုရွေးချယ်ထားတာဆိုတော့ကိုယ့်ရဲ့ career ကိုပွင့်ချင်တယ်ပေါ့နော်တွားချင်တယ်ပေါ့တွားချင်တယ်ဆိုတော့ဟုတ်ကဲ့လုပ်မယ်ပေါ့နော်ရိုက်မယ်ဆိုပြီးတော့အမကိုသူကငါနင့်ကိုပေါ့နော်ငါရဲ့အဝတ်စားလဲခန်းနဲ့ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့အမျိုးသမီးအမကိုခေါ်သွားပြီးတော့အဲ့လိုဆွဲကြိုးတွေပေါ့ shooting အတွက်ရိုက်တော့မယ့်ဟာတွေသူပြတယ် photo အတွက်ကိုပေါ့နော် makeup ဆရာတွေနဲ့အမတို့ရွှေတခုံတို့ပြီးတော့အဲ့ဒီဟိုဗာလဲကဘာအေးဖျားလန်းလေအမတို့ဟိုဟာ shooting တွေတည်ကြတယ်ပြီးတော့အဲ့မှာနောက်တစ်ရက်လားအဲ့ညနေလားတော့မဟုတ်လေတိတ်မမှတ်မိတော့ဘူးလေနှစ်တည်းကကြာတော့လေသူကစတူဒီယိုတစ်ခုတော့ငှားလိုက်တယ်ဒီတစ်ခေါက်ကဘာရမှာလဲဆိုတော့သူကအင်ဂျီမပါဘူးတဲ့အဲ့လိုအင်ဂျီမပါဘဲနဲ့ရရမယ်ဆိုအမကစဉ်းစားတာပေါ့နော်အင်ဂျီမပါတော့ဟိုဟိုဘာအတွက်ပေါ့နော်ဟို model agency မှာအဲ့လိုအင်ဂျီမပါတာတွေရိုက်လားပေါ့နော်သူ့ကိုမေးတော့သူကဟုတ်တယ်တဲ့ဟိုဒီနိုင်ငံရဲ့ culture နဲ့ဟိုဘက်နိုင်ငံ culture နဲ့ကမတူဘူးပေါ့ပြီးတော့သူတို့ကကြတော့အဲ့လိုမျိုးအနာစာရှိသလားအသားရည်မှာပြီးတဲ့ခါကျတော့ဟိုရင် size ဘယ်လောက်ရှိလဲပေါ့နော်တကယ်တင်အတုတွေထည့်ထားရလားရင်အတုတွေထည့်ထားရလားပေါ့နော်အဲ့လိုစစ်တယ်တဲ့ဆိုအမလည်းအဲ့တုန်းကနားမလည်ဘူးကွာသိလားသူတို့စီးမြင့်နေအမနားမလည်ဘူးနားမလည်တဲ့အခါကျတော့အော်အဲ့ဒါဆိုလို့ရှိရင်ကျမကတော့ဟိုဒီမြန်မာပြည်မှာကျတော့အဲ့လိုမျိုးတွေရိုက်တာကျတော့အဆင်မပြေဘူးလို့မိဘတွေကိုအသိပေးရမယ်လို့ပြောလိုက်တဲ့အခါကျတော့ तू က body parts တွေကိုမပြဘဲနဲ့မှရိုက်မယ်လေးဆိုပြီးတော့မှအဲ့လိုမျိုး तू ကပြောတဲ့အခါကျတော့အမတို့လက်ခံခဲ့တယ်ပေါ့နော်ပြီးတော့ငါတို့ဒါတွေအတွက်ကို passport တွေဘာတွေလည်းလုပ်ရမယ်ပေါ့ပြီးတော့နေ့ရက်မိဘခွင့်ပြုချက်လည်းငါတို့တောင်းရမယ်ပေါ့နော်ကျမတယောက်တည်းသွားရမှာလားလို့ဟိုမိဘတွေဘာမပါဘူးလားညီကိုမောင်မခေါ်လို့မရဘူးလားဆိုမရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ဟို agency ရောက်လို့ရှိရင်နင့်လိုပဲစူးစမ်းနေတဲ့ main ကလေးတွေရှိတယ်ပေါ့အပြိုင်ဆိုင်ပေါ့နော်ပြီးတော့ကိုယ့်ဘာသာကိုပဲဒီဟိုအလုပ်ကိုလုပ်ပြီးတော့မှရတဲ့ပတ်စံလည်းမိဘပြန်ထောက်ပံ့ကြတာတဲ့ဟိုမလွယ်ဘူးပေါ့နော်နိုင်ငံတိုင်းတစ်ပါးမှာအလုပ်လုပ်ရတာတဲ့အဲ့လိုပြောတော့အမလည်းပထမအဖေတို့အမေတို့ကိုပြောပြတဲ့ခါကျအဖေတို့အမေတို့ကလည်းစိတ်ပူတာပေါ့နော်ညီမအမအငယ်ဆုံးကိုသားသမီးထဲမှာအငယ်ဆုံးဆိုတော့တမီးရဲ့မသွားနဲ့ပေါ့နော်မြန်မာနိုင်ငံမှာလည်းကိုယ့် career လေးရှိနေပြီးပြီးတဲ့အခါကျနိုင်ငံသားဆိုတော့လည်းအမေတို့မြင်ရတာမဟုတ်ဘူးပေါ့ပြီးတော့ဟိုမှာကသိမလား modeling ဆိုပေမဲ့လည်းဟိုဘယ်လိုပြောမလဲဆေးသုံးဘာသုံးညာသုံးနဲ့ပြက်စီးသွားနိုင်တယ်ပေါ့နော်လူတကာဆွဲပြီးတော့ပြက်စီးသွားနိုင်တယ်တဲ့အမေတွေကတော့မသွားစေချင်ဘူးတဲ့အဖေကလည်းပြောတယ်ပေါ့နော်အဖေလည်းဒီမှာစာတင်ရင်ပတ်စံရှာတယ်တမီးလည်းဒီမှာ modeling လုပ်ရင်းအဆိုလုပ်ရင်းနဲ့မှပတ်စံရှာနေနိုင်တာပဲပေါ့နော်အဲ့လည်းအမတို့မသွားတော့ဘူးဆိုပြီးတော့မှအဲ့လိုမျိုးပေါ့ဟိုစိတ်ဆုံးဖြတ်လိုက်တာပေါ့နော် Melody ရောဆင်းပြီးတော့တိတ်မကြဘူး2နှစ်3နှစ်ဆိုအဲ့ပေါ့2010 11အဲ့ဝန်းကျင်လောက်ဖြစ်မယ်11 12ဝန်းကျင်လောက်ဖြစ်မယ်သိလားဆိုတော့အမလည်းခုနှစ်တော့တေချာတော့မမှတ်မိဘူးဒါပေမဲ့အဲ့လိုမျိုးသူတို့နဲ့ရိုက်ခဲ့တာတော့အမမှတ်မိတယ်အဲ့နောက်ပိုင်းတော့အမသူတို့နဲ့အဆက်အသွယ်ပြတ်သွားတယ်သူတို့လည်းအဲ့ကနေထွက်သွားတယ်လို့ထင်တယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့အမကတော့ကံကောင်းသွားတယ်လို့ပြောရမှာပေါ့နော်သတင်းတွေဖတ်လိုက်တဲ့အချိန်မှာတော်တော်များများအမျိုးသမီးတွေဆယ်ချီပြီးတော့မှဒီလိုမျိုးဟို human trafficking နိုင်ငံတကာကနေလောက်ခံရတယ်ပြီးတော့အဲ့လိုမျိုး sex ဟို prostitute အနေနဲ့ရောင်းစားခံရတာမျိုးတွေပြီးတော့အသုံးတော်ခံရတာတွေပေါ့နော်လူကြီးပိုင်းအနေနဲ့အဲ့လိုမျိုးတွေထွက်လာတဲ့အခါမျိုးကြတော့အော်ငါတော်တော်ကံကောင်းပါလားပေါ့ဘာဖြစ်လို့ဆိုတော့အမစိတ်ထဲမှာလေအမတို့ကဟိုဘယ်လိုပြောမလဲအဲ့ဒီအချိန်မှာအမမိဘအမလှုပ်ကြွေးနေတာပေါ့နော်အမမိဘကိုအဲ့လိုသချင်းဆိုပြီးရှာကြွေးတယ်အမ modeling လုပ်ပြီးတော့မှ model ရတဲ့အကြီးလေးလည်းရှာကြွေးတယ်အဲ့လိုမျိုးအမသချင်းဆိုပြိုင်ပွဲနဲ့ဆုရပြီးတော့မှအမအခွေတွေဘာတွေထွက်တယ်ပေါ့အဲ့လိုမျိုးအမကိုယ့်ရဲ့အလုပ်ပေါ်မှာတမအာစီဝရှာပြီးတော့မိဘကိုကြွေးခဲ့တဲ့ကံကြောင့်လားတော့မသိဘူးအမတို့စိတ်ကရှင်းတဲ့အခါကျတော့လေဟိုဒီလိုမျိုးအန်ဒီကနေလွတ်လာတယ်ပဲပြောရမှာပေါ့ဘာဖြစ်လဲဆိုအမဘာလုပ်လို့အမမိသားစုအမအတိပေးတယ်တိုင်ပင်တယ်ပေါ့နော်ကိုတရားတည်းဆုံးဖြတ်တာမျိုးမရှိခဲ့တဲ့အခါကျတော့မိဘတွေကလည်းသူတို့ရဲ့မြစ်တာအမကိုစောင့်ရှောက်တယ်လို့ပဲအမတို့မြင်တယ်ဘာဖြစ်လဲဆိုအမမိဘကိုလှုပ်ကြွေးခဲ့တယ်မိဘစကားပဲနားထောင်ခဲ့တဲ့အခါကျတော့လေမိဘကမသွားလဲဆိုအမမသွားဘူးပေါ့နော်ပြီးတော့အဲ့လိုမျိုးပွဲဆိုလဲအမမိဘတွေတောက်လျှောက်လိုက်တာ ਉ ဆိုတော့ဟိုအဲ့လိုမျိုးကံကြောင့်လေအမလွတ်ခဲ့တာလို့တော့အမထင်ပါတယ်